အားလုံးမင်္ဂလာပါဒီနေ့မှာဆိုတော့ပြဂိမ်းလေးဆော့ပြတော့ဖြစ်ပါတယ်ဒါလေးကတော့ပုံမှန်လေးပါပဲကျော်တော့ကတော့ easy ပေါ့နော်ကျော်တော့ပုံမှန်လေးဟာလွယ်လိုက်တာဟာကျင်းပြောလိုက်တာဟေးဒါကမြဘယ်တော့မှကမကျော်ညတွေဘယ်ရမှာဟာအဲ့ရတေးရလားဟာငါလည်းခွေးမဘယ်လိုနောက်တစ်ခါပြန်ဆော့ပြအောင်မြောက်တယ်မကျွန်တော်လူဆိုတာကြိုးစားတယ် Nice ကြိုးစားတယ်ဆိုတော့လေကြိုးစားဟုတ်တယ်မပုံမှန်လေးပါပဲဆုံးတော့ကောကကျွန်တော်တိသွားတယ်အမကျော်အမဘာလို့မရှိုးနေပြီမင်းတို့ကွက်တယ်ရှိုးနေပြီဟာကျန်လာလိုက်တော့ကွက်နိုင်သွားပြီဘာလို့မလဲပြောဘာလို့မလဲဖိုက်လို့ရပါနော်အဲ့ဒါကြည်အမေလုတ်ချင်တာကောရှာဦးနော်ဟာရှာဦးလို့နော်ဆရာနော်တတိဆရာလို့ခေါ်တယ်တခြားကြည့်တာဟာတွေ့လားရှောင်ရသွားတာဘလို့ကွက်လေးလေဟာရစီမကြည့်ရင်တော့မရှာဘူးကြည့်ရဘာကွက်လဲခလေးကွက်လားနော်ခလေးကွက်ဒီလို့နော်နိုင်ဝါတိုင်းလေဖိုင်လေး easy ပဲကျွန်တော်တို့တော့ကဒီလေဖိုင်လေးပဲစစ်တယ်ထဲလာပါ easy ပဲစားတော့မလေး easy ပါပဲကြည့်ရဒီတော့ဘလူးလာခဲ့အောင်ဒီနည်းနည်းဟာအိုင်နေမမပြောတော့ကွာမစကရဲဒီပဲကြားရဒီလိုရွာမှာဟာအိုင်စကြီးတာငါဒီလိုရွာမှာမရဘူးလေကခွေတော့လားတော်သေးလို့ဟောငါရှောင်းလာကြွားလို့မကြွားရဘူးရဲ့နေစောတုံးနေပြီဘာကွာလဲမလို့ဘာကွာလဲလောင်းလေခလေးကွက်ဒီလောင်းခလေးကွက်ဒီအချေးရယူလို့ရအောင်အချေးရအဲ့လိုရောဝိုင်းတော့အဲ့လိုချားထားတော့ငါလီလို့တွားယူရမှာလီရွယ်တော့ဝယ်ရတာဘာဟောလဲမသိရမယ်အမေဟိုပေါ်လာတာဆရာကြီးလေဆရာတာမျိုးလာလို့များလက်ကွက်ဒီကိုရတဲ့မှာကျုံမြင်အိမ်မိဆိုင်မှာကျုံမြင်နေဟာရှောင်းလာမြန်သွားပြီပဲကြာရှုံးခဲ့ပါခင်ဗျာမဖြစ်တယ်ဘာမတရလုံးမဖြစ်တယ်မေချပြီ